ဗမာမွန်ရခိုင်ရှမ်းတွေဘာဖြစ်လို့တီးခြားနိုင်ငံအဖြစ်မနေသင့်လဲဆိုတာကိုရှင်းပြပါတယ်တဲ့နိုင်ငံတော်တည်ထောင်ခြင်းဖြစ်စဉ်မှာတဲ့တစုတစ်ဖွဲ့ရဲ့အာဏာရှင်ဆန်ဆန်ဓာမိုးထားတဲ့နဲ့တစိတ်တဝမ်းညီတူမျှတူအခွင့်အရေးရကြတဲ့ပြည်ထောင်စုကွာခြားပုံကိုလည်းပြောပြပေးစေချင်ပေးစေလိုပါတယ်တဲ့ကချင်ကယားကရင်ချင်းဗမာမွန်ရခိုင်ရှမ်းတွေဘာဖြစ်လို့တီးခြားနိုင်ငံအဖြစ်မနေသင့်လဲဆိုတဲ့အဖြေကိုအခုမေတို့ပြောနေတဲ့ပင်လုံပေါ့နော်ပင်လုံစိတ်ဓာတ်ဆိုတာကိုပြန်ကြည့်ဖို့လိုတယ်ဘာဖြစ်လဲဆိုတော့ပင်လုံစာချုပ်ဆိုတာသိမ့်မရှိပါဘူးအဲ့ဒါကြောင့်မလို့မေတို့ပြည်သူပြည်သားတွေဖတ်လိုက်ပါပင်လုံတချို့ကပင်လုံစာချုပ်ဆိုတာဖတ်ရကောင်းမှမသိဘူးတကယ်တော့ခတ်တူတူပါပဲအဲ့တော့ပင်လုံစာချုပ်ထဲမှာဗာရေးထားလဲဆိုတော့ဒီပင်လုံစာချုပ်ကိုလက်မှတ်ထိုးတဲ့တိုင်းရင်းသားများဟာမိမိတို့စုပေါင်းလုပ်ခြင်းအပြင်လွတ်လပ်ရေးကိုပို့ပြီးတော့မြန်မြန်ဆန်ဆန်ကြီးကြီးအောင်ရနိုင်တယ်ဆိုတဲ့ယုံကြည်ချက်ပေါ်မှာအခြေခံပြီးတော့ဒီစာချုပ်ကိုလက်မှတ်ထိုးပါတယ်ဆိုပြီးရေးထားပါတယ်အဲ့တော့ဘာဖြစ်လို့တီးခြားနိုင်ငံတွေနဲ့မနေသင့်တယ်လဲနေသင့်တယ်လဲဆိုတာဟာပို့ပြီးတော့စုပေါင်းပြီးတော့လုပ်လို့ရှိလို့ရှိရင်ပို့ပြီးတော့ချမ်းသာနိုင်မယ်ကြွယ်ဝနိုင်မယ်ပို့ပြီးတော့တွတ်တက်နိုင်မယ်ပို့ပြီးတော့ကိုလိုချင်တဲ့လမ်းကိုအေးအေးဆေးဆေးမြန်မြန်ဆန်ဆန်ရှောက်နိုင်မယ်ဆိုတဲ့ယုံကြည်ချက်နဲ့လုပ်တာပဲဖြစ်တယ်အမေကလည်းယုံကြည်တယ်ပြည်ထောင်စုဆိုတာဟာမတူကွဲပြားမှုပေါ်မှာအခြေခံထားတဲ့ညီညွတ်မှုပဲမတူကွဲပြားမှုပေါ်မှာအခြေခံထားတဲ့ညီညွတ်မှုဆိုတာကျန်တဲ့ညီညွတ်မှုတွေနဲ့မတူဘူးကိုယ်နဲ့တူတဲ့လူမှသာကိုမိတ်ဆွေဆိုတာဟာအဲ့လိုဆိုရင်ဘယ်လောက်ကျဉ်းမြောင်းသွားမလဲစဉ်းစားကြည့်ကိုကနေပြီးတော့ကိုနဲ့လုံးဝတူတဲ့အမြင်တူတဲ့လူကိုအမြဲပဲခေါင်းငိမ့်တဲ့လူနဲ့မှပေါင်းမယ်ဆိုလို့ရှိရင်ကိုပေါင်းရမှန်သူတွေအင်တာနဲသွားမယ်ကိုပေါင်းရမယ်လူအင်တာနဲသွားရင်ကိုကဘာတွေကအင်တာမှာကျဉ်းသွားမယ်ဒါမှမဟုတ်အမေကတော့ပြည်ထောင်စုစိတ်ဓာတ်အရာအားလုံးတူတူစုစည်းပြီးတော့နေတာဟာအားလုံးအတွက်အကျိုးရှိဆုံးပဲလို့ထင်တယ်တည်ထောင်ခြင်းဖြစ်စဉ်မှာတစုတစ်ဖွဲ့ရဲ့အာဏာရှင်ဆန်ဆန်ဓာမိုးထားတဲ့ပြည်ထောင်စုနဲ့ဆိုတစိတ်တဝမ်းညီတူညီမျှအခွင့်အရေးရကြတဲ့ပြည်ထောင်စုကွာခြားပုံဆိုတာအဲ့ဒါအမေရှင်းပြဖို့တောင်းပါသိမလို့ဘူးလို့ထင်ပါတယ်ဗမာတွေကြီးကဒါကတော့နှစ်ဆင့်ပေါ့နော်တစ်ဆင့်ကတော့လူမျိုးအရပြောတာဆိုရင်ဗမာတွေကနေပြီးတော့လွှမ်းမိုးထားတယ်လို့ပြောလို့ရှိရင်လည်းအတိုင်းအတာတစ်ခုထိမှန်တယ်ဘာဖြစ်လို့လဲဆိုတော့အရေးအတွက်အရာဆိုလို့ရှိရင်ဗမာတိုင်းရင်းသားတွေဟာဒီနိုင်ငံကတိုင်းရင်းသားတွေမှာ60%လောက်ရှိတယ်အဲကျန်တဲ့တိုင်းရင်းသားတွေအားလုံးပေါင်းလိုက်မှာဗမာတိုင်းရင်းသားတွေလောက်အရေးအတွက်မများဘူးအဲ့တော့အရေးအတွက်အင်အားဆိုတာရှိလာတယ်အဲ့တော့အရေးအတွက်အင်အားကိုထိန်းရတယ်အင်အားဆိုတာအရေးအတွက်အင်အားပဲဖြစ်ဖြစ်လက်နဲ့အင်အားပဲဖြစ်ဖြစ်အမြဲပဲထိန်းထားရတယ်ဘာနဲ့ထိန်းရလဲဆိုစင်ကျင်တုံတရားနဲ့ထိန်းရတယ်အများရဲ့ပူပေါင်းဆောင်ရွက်မှုအင်အားနဲ့ထိန်းရတယ်အဲကြောင့်မလို့ခုနကပြောတဲ့ဒီမိုကရေစီဆိုတာဟာဒီလိုအရေး